လက်ထက်တက်တန်း30နှစ်တောင်ရှိနေပြီဒါပေမဲ့အထက်ကကျွန်တော်ကိုတခါမှအနီးကပ်မလာခွင့်ပေးခဲ့ဘူးကျွန်တော်အသက်30နှစ်ပြည့်တဲ့နေ့မှာတော့သူမကဘန်ကတ်တကက်ကိုစားပွဲပေါ်ကနေကျွန်တော်ဘက်ကိုတိုးပေးလာတယ်သူမရဲ့အတန်ကအမြဲလိုပဲအေးဆက်ပြီးအကွာဝေးရှိနေတယ်လို့ကိုနဲ့မဆိုင်တဲ့စီးပွားရေးစာချုပ်တစ်ခုကိုပြောနေတယ်လို့ပဲ Ryan ဒီကက်ထဲမှာဒေါ်လာ9တက်ရှိတယ်ကွာရှင်းကြရအောင်30နှစ်လုံးချစ်ခဲ့ရတဲ့အမျိုးသမီးကိုကျွန်တော်စိုက်ကြည့်လိုက်တယ်ပြီးတော့မထင်မဲ့ပဲပြုံးလိုက်မိတယ်ဒါပေမဲ့အဲ့ဒီပြုံးကမျိုးလုံးလေးထိမရောက်ခဲ့ဘူးကျန်တာကတော့30နှစ်ကြာဖိနှိပ်ခံခဲ့ရတဲ့နှလုံးသားရဲ့တည်ဆုံးသွားတဲ့ခံစားချက်ပဲကျွန်တော်အဲ့ဒီအေးဆက်တဲ့ဘန်ကတ်ကိုမယူခဲ့ဘူးအစားကြိုတင်ပြင်ဆင်ထားတဲ့ကွာရှင်းစာချုပ်ကိုထုတ်ပြီးသူမရှိတင်လိုက်တယ်ငါပတ်စံတပြားမှမလိုချင်ဘူးရေထဲငါဘာမှမယူပဲထွက်သွားမယ်ဒါပေမဲ့အခုချက်ချင်းလက်မှတ်ထိုးပြီးလနေရဲ့အေးဆက်နေကြမျက်နှာကချက်ချင်းပြင်းသွားတယ်သူမကကျွန်တော်ကိုမယုံနိုင်တယ်လို့ကြည့်နေတယ် Ryan နင်းပါဖြစ်နေတာလေကျွန်တော်တိတ်တိတ်လေးပြန်ပြောလိုက်တယ်30နှစ်လုံးငါမောပန်းသွားပြီကျွန်တော်တို့လက်ထပ်ပြီး30နှစ်အတွင်းသူမချက်ပြုတ်ရတာမကြိုက်လို့ကျွန်တော်ချက်ပြုတ်တက်အောင်ကိုယ်တိုင်တင်ယူခဲ့တယ်မိသားစုကိစ္စတွေမကြိုက်လို့အားလုံးကိုကျွန်တော်တာဝန်ယူပေးခဲ့တယ်သူမကြီးကဥပဒေပြဿနာတက်တော့လဲကျွန်တော်အလုပ်တွေဆုံးပြီးကူညီပေးခဲ့တယ်ကျွန်တော်သူမကိုအရာအားလုံးပေးခဲ့တယ်ဒါပေမဲ့ညတိုင်းတယောက်တည်းအေးရတဲ့အထီးကျန်မှုကိုတော့ဘယ်သူမှမသိခဲ့ဘူးလူတိုင်းကကျွန်တော်ကိုမိမနောက်လိုက်လို့ပြောကြတယ်ဂုံတိတ်ခါမရှိတဲ့ရောကြားလို့ရဲကြတယ်ဒါပေမဲ့ကျွန်တော်အားလုံးကိုလက်ခံခဲ့တယ်ဘာလို့လဲဆိုတော့သူမကိုအရန်ချစ်ခဲ့လို့ပဲကျွန်တော်တစ်ချိန်ကယုံခဲ့ဘူးတယ်ငါစူးစမ်းလုံလောက်ရင်ဒီနေ့မှာသူမနှလုံးသားအေးခဲမှုပြောင်းဝင်သွားမယ်လို့ဒါပေမဲ့30နှစ်ကြာသွားတဲ့အထိအင်္ဂဲရဲ့နှလုံးသားကအေးခဲနေတော့မယ်အင်္ဂဲကကျွန်တော်ကိုမျက်စိမလွဲပဲစိုက်ကြည့်နေတယ်နင်းတခြားမင်းမရှိနေတာလားသူမတွက်တော့ကျွန်တော်ကအမြဲခေါ်လိုက်ရင်လာမဲ့သူပြစ်လိုက်ရင်လည်းတိတ်တိတ်လေးခံနေမဲ့သူအဲ့ဒီလိုလူကရုတ်တရက်ထွက်သွားမယ်ဆိုတာသူမမယုံနိုင်ခဲ့ဘူးကျွန်တော်ခါးသီးတဲ့ပြုံးနဲ့ပြန်မေးလိုက်တယ်အဲ့ဒါကအရေးကြီးလို့လားအရေးကြီးတာကဒီလိုဘဝနဲ့ငါဆက်မနေနိုင်တော့ဘူးကျွန်တော်ပြတင်းပေါက်နာသွားပြီးမြို့ရဲ့မိအောင်တွေကိုကြည့်နေလိုက်တယ်ဒီအင်တာနက်နဲ့ဆော့ရှယ်နယ်ကသူမရဲ့အိမ်ခဲလာမိသားစုရဲ့ငွေနဲ့ဝယ်ထားတာကျွန်တော်ကတော့ရွှေကောင်းအိမ်တွေကလောင်ထားတဲ့ငှက်တကောင်လိုပဲဒီနေ့ကျွန်တော်ကုမ္ပဏီပြက်လို့နေပါဖြစ်ခဲ့တယ်ကျွန်တော်ရက်တော့ပြီးလူတိုင်းစီအကူအညီလိုက်တောင်းခဲ့ရတယ်နောက်ဆုံးဆေးရုံတင်ရတဲ့အထိဖြစ်သွားခဲ့တယ်အဲ့ဒီဆေးရုံကူတင်ပေါ်မှာတယောက်တည်းလဲနေတဲ့အချိန်ကျွန်တော်ရဲဝင်းကိုဖုန်းခေါ်ခဲ့တယ်ကျွန်တော်ကိုတစ်ခေါက်လောက်လာတွေ့ပေးပါဒါပေမဲ့သူပြန်ပြောခဲ့တာက Ryan နင်းကလေးလားဒီလိုအသေးဖွဲကိစ္စနဲ့ငါ့ကိုမနှောက်ယှက်နဲ့ငါလှုပ်ရှုပ်နေတယ်ဒါပေမဲ့သူမအလှုပ်ရှုပ်နေတာကဇဲရဲခမှာသူမရဲ့အုတ်ထောက်ကဆေးတွေကနဲ့လမ်းလျှောက်နေခြင်းပဲမြဲမင်းရဲ့ပေါ်မှာသူမရဲ့ပုံတက်လာတယ်ဂေးလဲတချို့လူတွေကဘလောက်ဝေးဝေးနောက်ဆုံးတော့ပြန်ဆောင်ရမယ်ကံကြမ္မာပါပဲအဲ့ဒီအချိန်မှာပဲကျွန်တော်နားလေသွားခဲ့တယ်30နှစ်လုံးပေးခဲ့တဲ့မြကဟာတခုပဲဖြစ်နေခဲ့တာကိုအင်္ဂဲရဲ့မျက်နှာဖြည်းဖြည်းချင်းဖြူဖြော့သွားတယ်နင်းအားလုံးသိနေတာလားကျွန်တော်ခေါင်းညှိလိုက်တယ်ငါ30နှစ်စောင့်ခဲ့တယ်ထဲနင်းကိုယ်တိုင်ပြောလာမယ့်နေ့ကိုဒါပေမဲ့အခုငါမစောင့်နိုင်တော့ဘူးကျွန်တော်ကွာရှင်းစာချုပ်နဲ့ဇောဝါကိုသူမလက်ထဲထည့်ပေးလိုက်တယ် Ashley လက်မှတ်ထိုးလိုက်ပါငါ့ကိုလွတ်ပေးလိုက်တော့နင်းလဲလွတ်လပ်သွားမယ်အဲ့ဒီနောက်ကျွန်တော်အဝတ်စားနေနေပဲတင်ပြီးထွက်သွားဖို့ပြင်တယ်ဒီအိမ်ထဲကအရာအလုံးကသူမပိုင်တာတန်ဖိုးကြီးပြီးလာပါတယ်ဒါပေမဲ့တခါမှအိမ်လို့မခံစားဘူးခဲ့ဘူးရုတ်တရက်ငါမလက်မှတ်ထိုးဘူးအင်္ဂဲကစာချုပ်ကိုစုပ်ပြစ်လိုက်တယ်စာရွက်ပိုင်းစာတွေလေးထဲမှာဖြန့်ကျက်သွားတယ်ဒီအိမ်ထောင်ရေးကနေပြောတိုင်းပြီးသွားမယ်ထင်နေလားညိုပါဒါ30နှစ်အတွင်းပထမဆုံးအကြိမ်သူမစီကဒီလောက်ပြင်းထန်တဲ့စိတ်ခံစားချက်ကိုကျွန်တော်မြင်ဘူးချင်းပဲဒါပေမဲ့အဲ့ဒါချစ်ချင်းမဟုတ်ဘူးသူမထိန်းချုပ်ထားခဲ့တဲ့အရာတစ်ခုလက်လွတ်သွားတော့မယ်ကြောက်စိတ်ပဲအင်္ဂဲကကျွန်တော်အိတ်ကိုကျန်းတန်းစွာဆွဲချလိုက်တယ်ငါခွင့်မပြုဘဲနင်းပင်မသွားရဘူးကျွန်တော်သူမကိုငေးကြည့်ပြီးတိတ်တိတ်လေးပြောလိုက်တယ် Ashley ဒီလိုလုပ်နေတာဘာအတွက်လဲငါခန္ဓာကိုယ်ကိုနင်းထိန်းထားနိုင်တယ်ဒါပေမဲ့ငါနှလုံးသားကိုတော့မထိန်းထားနိုင်တော့ဘူးအဲ့ဒီနှလုံးသားကလွန်ခဲ့တဲ့3နှစ်ကလေးကတည်သွားခဲ့ပြီ